ငါးသမီးရဲ့တရက်နေလေးကိုကြည့်အောင်ချိုးနန်အကြီးဆုံးသားချိုးဂျိုအကြီးဆုံးသမီးကြီးနန်ဒုတိယသားကြီးဂျိုဒုတိယသမီးစန်းနန်တတိယသားတာအလန်စူဝဲကိုအငယ်ဆုံးအိုကြီးဦးလေးအိုပါအတော်ရှကုပါနိုဒိုရီယိုအလုတ်ခွင်မှာလှုပ်ဖို့ခိုင်ပတ်ရှကုပါနိုဂျိုရှိအလုတ်ခွင်မှာအထက်လူကြီးရှုကုပါနိုဘူကာအလုတ်ခွင်မှာလက်အောက်ငယ်သားစန်ပိုင်စီနီယာကိုဟိုင်ဂျူနီယာဘူချိုမန်နေဂျာဌာနမှူးခါချိုဒုမန်နေဂျာဌာနခွဲမှူးဒိုင်ကကုစေတက္ကသိုလ်ကျောင်းသားခိုးစေအထက်တန်းကျောင်းသားချူကကုစေအလဲတန်းကျောင်းသားရှိုးကကုစေမူလာတန်းကျောင်းသားခိုင်ရှာအင်ကုမ္ပဏီဝန်ထမ်းဆရာရီမန်လာခစားဝန်ထမ်းရှူဖူအင်ရှင်မကျိုရှိကျောင်းဆရာဟျိုကန်ဖော်ပြချက်ရကုညင်ကျိုဒိုင်နိုဆွေကိုညီအကို6ယောက်မှအငယ်ဆုံးစန်နီရှိမိုင်နိုအချီပန်ဦးဝဲညီအမ3ယောက်မှအကြီးဆုံးဖူကုမာရေရူပါဝင်ထည့်သွင်းသည့်ရှင်စဲခီရှင်ရူဤဆွေမျိုးမာကိုညီအိုဤတူမေဤတူမအီတိုကိုတဝန်ကွဲမောင်နှမဟီတိုရီကိုတူဒေသောကလေးဟီတိုရီမူစုကိုတူဒေသောသားဟီတိုရီမူစုမဲတူဒေသောသမီး